အားလုံးမင်္ဂလာပါဒီနေ့ပြောမယ့်အကြောင်းအရာတွေကတော့ဘာလဲဆိုတော့ဒီ business setup ပေါ့ setup ပေါ့နော် SME business setup SME နဲ့ပတ်သက်တဲ့လုပ်ငန်းတွေဘယ်လို setup လုပ်မလဲ how to set up your business အဲ့တော့ business လုပ်ငန်းတွေဘယ်လောက်များလုပ်ငန်းတွေကိုချုပ်ကြည့်လိုက်အဓိကလုပ်ငန်းအမျိုးအစားတက်တော့ business ၃မျိုးပဲရှိတယ်ပေါ့နော်ဘာလဲဆိုရင် industrial business ထုတ်လုပ်မှုနဲ့ပတ်သက်တဲ့လုပ်ငန်းပြီးတော့ဒီ trading business ဆိုတာတော့ဒီ import export ပေါ့နော် trading business ပြီးတော့မှနောက်တစ်ခုကဘာလဲဆိုရင် service business ဆိုတာတော့ဝန်ဆောင်မှုနဲ့ပတ်သက်တဲ့လုပ်ငန်းဆိုပြီးတော့လုပ်ငန်းအမျိုးအစား၃မျိုးရှိတယ်အဲ့တော့အဲ့ဒီလုပ်ငန်းတွေဘယ်လိုလဲပတ်ကြတယ်လဲအဲ့လုပ်ငန်းတွေလဲပတ်မှုနဲ့ပတ်သက်ရင်ဘယ်လိုလဲပတ်လဲဆိုတာတော့ business operating system ပေါ့နော် operation system ဘယ်လိုလဲပတ်လဲဆိုရင်အခြေခံအားဖြင့်ဒါအခြေခံတကယ် very business ပါဆိုတော့လုပ်ငန်းတစ်ခုလဲပတ်ဖို့အတွက်ကိုဒီကအပိုင်း၃ပိုင်းရှိတယ် input process output process ဆိုတာဒါကိုယ့်ရဲ့လုပ်ငန်းကြီးလေပတ်ဖို့အတွက် input ဘာတွေထည့်သွင်းမလဲပေါ့နော်အခြေခံထည့်သွင်းမှုနဲ့ပတ်သက်တဲ့ resource ကိုကြည့်ရင်အခြေခံအားဖြင့်နှစ်ပိုင်းပဲရှိတယ်တက်ရှိ resource နဲ့ temporary resource human resource နဲ့ non human resource ပေါ့ human resource ဆိုတာတော့လိုအပ်တဲ့လူရင်းအား man power ထည့်သွင်းမယ် non human resource ဆိုတာတော့ money material machine ပေါ့လိုအပ်တဲ့စက်ပစ္စည်းတွေဟိုဟာတွေကုန်ကျန်းတွေထည့်သွင်းမယ်ပေါ့ပြီးလေပတ်မယ်လေပတ်မှုဆိုတဲ့ process ဒီ portion မှာတော့လေပတ်မှုနှစ်မျိုးရှိမယ်ပေါ့နော်တကယ်ဆို industrial business ဆိုရင်တော့ထုတ်လုပ်မှုနဲ့ပတ်သက်တဲ့ production process ပေါ့ trading နဲ့service business ကတော့တော့ဘာလဲဆိုရင် operational process ဆိုတော့ဒီ process ပါတော့မျိုးရှိအဲ့လိုလေပတ်ပြီးနောက်ပိုင်းမှာထွက်လာမယ့်ဟာကတော့ဘာရှိမလဲဆိုရင်ထုတ်လုပ်မှုလုပ်ငန်းကတော့ goods ထွက်မယ်ဒီ service လုပ်ငန်းကတော့ service ထွက်မယ်ပေါ့နော်ဒါကတော့ဒီ business လုပ်ငန်းတစ်ခုရဲ့ input process output ဆိုတဲ့အပိုင်းပါအဲ့တော့အဲ့လေပတ်မှုမှာအခြေခံအားဖြင့်တကယ် key management function တဲ့ area ပေါ့ area ၃မျိုးကိုတည်ပြီးတော့ရှင်းမယ်ဆိုရင်တော့ဘာရှိလဲဆိုရင် နံပါတ်1ကတော့ finance ရှိမယ် HR human resource management HR ရှိမယ်ပြီးတော့နောက်တစ်ခုကတော့ဘာရှိမလဲဆိုရင် marketing ပေါ့အဲ့တော့ finance ရဲ့ HR ရဲ့ marketing